ကဲအားလုံးပဲမင်္ဂလာပါပြန်လည်ပြီးကျေးဇူးလိုက်ပါတယ်အခုကျွန်တော်ပြပပေးသွားမယ့်အရာလေးကတော့ဂျွန်23ရဲ့အင်္ဂါနေ့အတွက်ဖြစ်ပါတယ်ဒီကနေ့အင်္ဂါနေ့မှာဆိုရင်လည်းလာနေအရှိဆုံးဒါအထီးကလေးပေါ့နော်ဒီအထီးကလေးကတော့3ရဲ့ဒါပြောမယ်ဆိုရင်9ရဲ့တစ်တလုံးရဲ့ဒီအကောင်းပါလေခင်ဗျာအဲ့တော့3နဲ့ဆိုရင်တော့လူကြီးမြတ်ကိုပြောချင်တာက3လေးညီကိုရှိမယ်ပြီးတော့35ပေါ့နော်ဒါ35ပေါ့ပြီးတော့ကျွန်တော်30เนาะโอเคအဲ့တော့ပြီးရင်တော့ကျွန်တော်9နဲ့ပတ်သက်ရင်တော့ကျွန်တော်ဗာလေးရှိမယ်ဆို9နဲ့ပတ်သက်ရင်တော့ကျွန်တော်54ရှိမယ်ပြီးတော့ကျွန်တော်56ပေါ့เนาะပြီးတော့ကျွန်တော်55โอเคပါခင်ဗျာ1နဲ့ပတ်သက်ရင်တော့ကျွန်တော်ဗာလေးရှိမယ်ဆို1နဲ့ပတ်သက်ရင်တော့ကျွန်တော်15ကြိုက်ပါတယ်ပြီးရင်တော့ကျွန်တော်အနေနဲ့ဗာလေးရှိအောင်လဲဆိုတော့10ကောင်းပါလေခင်ဗျာပြီးရင်တော့ကျွန်တော်18ကြိုက်ပါတယ်ခင်ဗျာโอเคပါအဲ့တော့မိတ်ဆွေတို့ကိုဒါလေးကတော့ဂျွန်23ဒါအင်္ဂါနေ့အတွက်နေ့လည်သမုံညနေလာညအရှိဆုံးအရာလေးနဲ့အရာလေးတွေပေါင်းဆက်ပြီးတော့ဒါပြပြပေးတာဖြစ်ပါတယ်မနေ့ကအင်္ဂါနေ့မှာတရက်သေးကြံရှိတော့တဲ့ဒီမွေးပီကေလိုင်းပေါ့နော်ဒီမွေးပီကေလိုင်းဒီကျွန်တော်တို့ဒီတနင်္လာညနေရမှာစပြီးထုတ်တာ2ရက်စာတော့မဟုတ်ပါဘူး3ချိန်စာတယ်ပါခင်ဗျအဲ့တော့ဒီနေ့တနင်္လာညနေမှာတော့မဖြစ်ခဲ့ဘူးမင်္ဂလာမဖြစ်ခဲ့တဲ့အတွက်ကျွန်တော်တို့ကအင်္ဂါနေ့တရက်ပဲကြံပါလေဒီပီကေလိုင်းဒီနေ့လည်မှာအောင်ပေးမလားညနေခင်းမှာအောင်ပေးမလားဒီမွေးပီကေလိုင်းလေးတော့ဒါမိတ်ဆွေတို့ပညာကြီးလာစပို့ပြီးယူလို့ရပါတယ်ခင်ဗျာအမခံမွေးပီကေလိုင်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ကေလင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ